အားလုံးပဲမင်္ဂလာပါ Oppo Haptic Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အထူးဧည့်သည်တယောက်ကိုဖိတ်ခေါ်ထားပါတယ်ဒါကတော့ social media မှာ blog တွေကိုဖန်တီးပေးနေတဲ့ Zep ပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါ Zep မင်္ဂလာပါဆိုတော့ Zep အခုပကံသွားတာတွေ့တယ်ပေါ့နော်ဆိုတော့ပကံမှာဒီ Oppo Reno 15 Pro Max နဲ့ဓာတ်ပုံတွေရိုက်ထားတာလည်းတွေ့တယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးကိုတစ်ချက် sharing လုပ်ပေးပါအောင် ဟုတ်အဓိကတော့ဒီမှာ promote ပါတာလေးတခုကတော့ကျွန်တော်တို့တော်တော်အဆင်ပြေသွားစေပေါ့နော်ကျွန်တော်တစ်ခါလေးကြတော့လေပုံတွေကိုကျွန်တော်ကင်မရာသမားဆိုတော့ဒီ manual move နဲ့ရိုက်ရတာပိုကြိုက်တယ်ပြီးတော့ညာဘက်မှာကျဲပုံပေါ့နော်ကျဲပုံလေးဆိုရင်သူ့ရဲ့ပုံမှန် night move နဲ့ရိုက်တယ်ဆိုရင်3စက္ကန့်ထိပဲ shutter speed ရတယ်အမေ promote မှာကြတော့ကျွန်တော် tripod ထောင်တယ်ပြီးတော့ shutter လေးကျွန်တော်15စက္ကန့်စက္ကန့်30ကိုထားလို့ရဆိုတော့လုံးဝ professional နေထားထိကိုဒါရိုက်လို့ရတယ်အဲ့ဒါလေးတခုကြိုက်တယ်ပေါ့နော်ဟုတ်ပြီးတော့ဒီ color အပိုင်းတွေမှာရော Zep ဘယ်လိုမြင်လဲကာလာတွေမှာကျွန်တော် standard mood နဲ့ရိုက်တဲ့ချိန်မှာကာလာတွေကျွံဝါမျိုးမတွေ့ဘူးကာလာတွေကဟိုငိမ့်နေတကယ် white balance တွေပါဆိုတော့အရင်ခုန်တာမျိုးမရှိဘူးပေါ့နော်တော်တော်ဒါမိုက်ပါတယ်ဟုတ်ပြီးတော့ Zep ဒီပကံမှာရိုက်ထားတဲ့ပုံတွေရဲ့ composition တွေလို့ပြောရမှာပေါ့အဲ့ဒါလေးကတော်တော်လေးကိုမိုက်တယ်ပေါ့နော်ဆိုတော့ Zep ဘယ်လို lens နေနဲ့ရိုက်ခဲ့တာလဲပေါ့နော်ဟုတ်အဓိကတော့ကျွန်တော် 3.5 နဲ့ပဲပုံပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ကျွန်တော်ကျတော့ 1.8 တို့ ultra wide တို့တိတ်ပြီးကြိုက်တယ်လို့ပေါ့ကျွန်တော်အဲ့လို camera lens တွေဆိုတော့ prime ကြိုက်တာအဲ့တော့85လောက်ဖြစ်တယ်ပေါ့နော် 3.5 နဲ့ကျတော့အဲ့တော့ပကံမှာကျတော့လေဂုံမြင့်နေများတာဆိုတော့ကျွန်တော်ဖျားတွေအနီကိုသွားကြရမလို့ဂုံမြင့်ပေါ်ကနေလှမ်းရိုက်လို့ရဆိုတော့ဒါ 3.5 ကတော့ကျွန်တော်အကြိုက်ဆုံးပဲတော်တော်များများလေးသုံးလို့ရတယ်ပြီးတော့ဒီပကံကဒီ landscape တွေရိုက်တာပူပြီးတော့လှလဲလှတယ်ပေါ့နော် Zep ဒီ landscape တွေရောရိုက်ဖြစ်လားရိုက်ဖြစ်တယ်ဒါပေမဲ့ landscape တွေတော်တော်များကျွန်တော်ဆက်မပြောလို့ပဲကျွန်တော်အဝေးကနေသွားတယ် 3.5 နဲ့ပုံရိုက်ဖြစ်တယ်အဲ့ဒါနှစ်မျိုးသုံးလို့ရနေရပါဘောနော်ဟုတ်ကဲ့ပြီးတော့အခုပေါ့နော်ဒီ photography ဘိုင်းကိုစပြီးတော့စိတ်ဝင်စားတဲ့လူတွေအတွက် Zep အနေနဲ့ဘယ်လိုမျိုး tips တွေ sharing လုပ်ပေးခြင်းဟုတ်အဓိကပေါ့နော်ကျွန်တော်ဒီအလွယ်ဆုံးတစ်ချက်ကကြတော့ကျွန်တော် eye level ကနေမစဉ်းစားနဲ့ပေါ့နော်ကျွန်တော်ကပုံမှန်နေရာတစ်ခုကြည့်တိုင်းကျွန်တော်မျက်လုံးကမြင်ရတဲ့နေရာလောက်မြင်တာပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ကျွန်တော်ဓာတ်ပုံရိုက်မှဆိုလို့ရှိရင် low angle တွေကိုမမြင်နိုင်တဲ့မြင်ကွင်းတွေမှာ low angle တစ်ခါကြာဟိုအပေါ်စီကနေရိုက်တာမျိုးပေါ့ angle မျိုးစုံစဉ်းစားကြည့် lens တွေကိုလည်းပြောင်းပြီးရိုက်ကြည့်အဲ့ဒါလေးကတော့ဒါအကောင်းဆုံး tips ပဲပေါ့နော်ဒါစပြီးရိုက်ကြည့်လို့အကောင်းဆုံးပါပဲမတူညီတဲ့အမြင်နေနဲ့ creative လုပ်လို့ရတယ်ပေါ့နော်။ဘာကြောင့်ပုံကလည်းအမြင်ပြောင်းသွားတယ်ပေါ့။ပုံမှန် eye level ကြီးမဟုတ်တော့ဘူး။ဆိုတော့ဒီအခုဒါ Zep sharing လုပ်ပေးသွားတဲ့ Oppo Reno 15 Pro Max ကဆိုလို့ရှိရင်ဒါ Zep တို့လို creator တွေအတွက်ပေါ့နော်တကယ်ကိုတင့်တော်တဲ့ smartphone ဖြစ်တယ်ပေါ့နော်ဒီဖုန်းထဲမှာပဲကျွန်တော် all in one 2တစ်ခုအနေနဲ့အသုံးပြုလို့ရတဲ့ဒါ smartphone ဖြစ်ပါတယ်။ဆိုတော့ဒီနေ့စိတ်ရှည်လက်ရှည်နဲ့လာပြီးတော့အတွေ့အကြုံတွေ sharing လုပ်ပေးသွားတယ်ဒီဖုန်းနဲ့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေရိုက်ကူးခဲ့တဲ့အတွေ့အကြုံတွေကို sharing လုပ်ပေးသွားတဲ့ Zep ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် vlog တွေမှာပြန်ပြီးတော့တွေ့ကြပါအောင်မယ်အားလုံးပဲ bye bye